Hello အားလုံးပဲမြင်ကြပါဒီဗီဒီယိုမှာကတော့ primary view ထဲမှာ object တစ်ခုကို focus ထားပြီးတော့ zoom ဘယ်လိုကြည့်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်တို့ကပုံမှန် zoom ချဲ့မယ်ဆိုရင်ဒီဗီဒီယိုကိုတစ်ချက်ကလစ်မယ်ပြီးလို့ရှိရင် effect control ထဲမှာရှိရဲ scale ကိုကြီးလိုက်မယ်ဆိုရင် GPU ရဲ့ focus ကအလယ်မှာရောက်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့လိုမလုပ်ချင်ဘူးကျွန်တော်ဒီ detail လေးကို focus ထားပြီးတော့ zoom ချဲ့ခြင်းနဲ့ဆိုဘယ်လိုလုပ်ရမလဲဆိုတော့ဒီ program ကြီးကိုနှစ်ချက်ကလစ်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာအပြာရောင်အဝိုင်းလေးပေါ်လာပါတယ်အဲ့ပုံမောက်လေးနဲ့ထောက်လိုက်မယ်ဆိုရင်မောက်ရဲ့အောက်မှာ၄တောင်းပုံစံပေါ့နော်မြားလေးပဲပါတဲ့ပုံစံလေးပေါ်လာပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဖိပြီးတော့ဒီကျွန်တော်တို့ zoom focus ထားခြင်းတဲ့နေရာပေါ်ကိုရွှေ့ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုရွှေ့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ zoom ချက်လိုက်မယ်ဆိုရင်ဒီဟာကိုမူတည်ပြီးတော့ပဲ zoom ကတဖြည်းဖြည်းနဲ့ကျယ်လာတာပဲဖြစ်ပါတယ်ပြီးအဲ့ဒါကိုတဖြည်းဖြည်းနဲ့ zoom ကျယ်လာမျိုးလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုရဲ့အစမှာ key frame လေးတစ်ခုပေးလိုက်မယ်ပြီးဒီနားလောက်မှာဆိုရင်တော့ကျွန်တော် scale ကိုနည်းနည်းလေးတင်ပေးလိုက်မယ်ပေါ့နော် Okay အစနေပြန်ဖွင့်ကြည့်မယ်ဆိုရင်ဒီနေရာလေးကို focus ထားပြီးတော့ zoom ကတဖြည်းဖြည်းနဲ့ကျယ်လာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်